ကိုဆောင်နဲ့အိမ်ဆောင်နဲ့တို့မရှိသလိုခံစားနေရပါသလားဗုဒ္ဓဘာသာအယူအဆနဲ့မြမရိုးရာယဉ်ကျေးမှုအရာအိမ်ဆောင်နဲ့ကိုဆောင်နဲ့ဆိုတာလူတွေကိုစောက်ရှောက်တတ်ကြတော့လေအချို့သောအကြောင်းတရားတွေကြောင့်စိတ်ပြည့်ညီငွေကမကတ်ပဲဝဝေးရှောင်သွားတတ်တာမျိုးတွေရှိတတ်ပါတယ်အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့သီလပျက်စီးခြင်းနဲ့အကျင့်စာရိတ္တညံ့ဖျင်းခြင်းနတ်ကောင်းတဲ့မြတ်တွေကသီလရှိသူတရားဆောက်သူများကိုသာဆောက်ရှောက်မှုကြပါတယ်သူတစ်ပါးအသက်သက်ချင်းခိုးယူခြင်းကာမဂုဏ်ဖောက်ပြန်ခြင်းလိန်ညာခြင်းနဲ့အယက်သိစာတောက်စားခြင်းများပြုလုပ်သူတွေစီကနေလေနတ်ကောင်းတဲ့မြတ်များကဝဝေးရှောင်တတ်ကြပြီးစိတ်နှလုံးပုတ်ခတ်ခြင်းမိဘနဲ့ဆရာသမားကိုမယိုသေးခြင်းတို့ကလည်းနတ်ကောင်းတဲ့မြတ်များမနှစ်သက်သောအချက်များဖြစ်ပါတယ်အညစ်အကြေးနဲ့မတန့်ရှင်းမှုရှုပ်ပိုင်းဆိုင်ရာနတ်များသည်တန့်ရှင်းစင်ကြယ်မှုကိုနှစ်သက်ကြတာကြောင့်အိမ်တွင်အိမ်ပြင်အမိုက်တရိုက်များခြင်းအိမ်သားနဲ့ရေချိုးခန်းမတန့်ရှင်းခြင်းပကံခွက်ရောက်များမဆေးပဲပုံထားခြင်းတို့ကြောင့်အိမ်ဆောင်နတ်များမကက်ကြတာလို့လူကြီးသူမများပြောကြပြီးကိုလက်တန့်စင်မှုမရှိခြင်းနဲ့ညှဉ်းနှွမ်းသောအဝတ်အစားများအမြဲဝတ်ဆင်ခြင်းသည်လည်းကိုဆောင်နတ်ကိုစိတ်ပြက်စေပါတယ်မင်္ဂလာမရှိသောအပြုအမူများနဲ့စကားများအိမ်တွင်း၌အမြဲတစေဆဲဆိုခြင်းညင်းကုန်ရန်ဖြစ်ခြင်းနဲ့ကြမ်းတမ်းသောစကားများကိုပြောဆိုခြင်းတို့သည်နတ်ကောင်များအားမောင်းထုတ်လိုက်တဲ့ကဲ့သို့ဖြစ်စေပြီးအကြောင်းမဲ့ညီးတွားခြင်းငိုကြွေးခြင်းတို့သည်အိမ်ဤမင်္ဂလာရှိမှုကိုပြက်ပြားစေတာကြောင့်နတ်ကောင်နတ်မြတ်တို့မကြိုက်တဲ့အရာပဲဖြစ်ပါတယ်နတ်ကောင်နတ်မြတ်တွေကတ်စေခြင်းနဲ့ဆိုရင်တော့အဓိကအနေနဲ့သီလသမာဓိပညာနဲ့ပြည့်စုံအောင်နေထိုင်ခြင်းအိမ်ကေဟာကိုတန့်ရှင်းအောင်ထားခြင်းနဲ့မိမိပြုသမျှကုသိုလ်ကိုအမျှပေးဝေခြင်းတို့ကိုများများပြုလုပ်ပေးသင့်ပါတယ်။ကြည့်ရှုပေးကြတဲ့ခုနှစ်ရဲ့သားသမီးများလည်းကိုယ်ဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနှင့်ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။